ထက်ခိုးပေါ်မှာဂျိုးဆက်ဟာရှေးဟောင်းသမိုင်းပါမောက္ခတဦးဖြစ်တဲ့သူ့ရဲ့အဖိုးဘင်ဂျမင်ရဲ့အတန်သွင်းထားတဲ့လဲပယ်ဆက်ဟောင်းကိုဖွင့်ပြီးနားထောင်နေပါတယ်။ဘင်ဂျမင်ကတေချင်းတရားရဲ့စာအုပ်လို့လဲလူသိများတဲ့ Necronomicon ရဲ့အနေရည်အကြောင်းပြောပြထားတာပါ။အဲ့ဒါဟာပညာရှိများအဖွဲ့ Circle the Wise Man လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုကတွေ့ရှိခဲ့တဲ့ရှေးဟောင်းအနာဂတ်ဟောကိန်းတွေနဲ့မကောင်းဆိုးဝါးနတ်ဆိုးနိုးထားစေတဲ့စာပိုက်တွေပါတဲ့စာအုပ်ကြီးဖြစ်ပါတယ်။အဖွဲ့ဝင်တွေဟာဘင်ဂျမင်ရဲ့သတိပေးချက်တော့ဒီကိုဥပိ္ပခါပြုပြီးအချို့စာပိုက်တွေကိုဖတ်ရှုခဲ့ကြတာကြောင့်မကောင်းဆိုးဝါးနတ်ဆိုးတွေကဘာပေါ်ရောက်ရှိလာခဲ့တာပါဘင်ဂျမင်ဟာအဲ့ဒီနတ်ဆိုးတွေကိုမရဲကိုပြန်ပို့ပေးနိုင်တဲ့ကြီးမားတဲ့စွမ်းအားရှိအရာဝတ္ထုတစ်ခုကိုတွေ့ရှိခဲ့ပြီးအဲ့ဒါကိုအနေရကင်းအောင်မကောင်းဆိုးဝါးကမန်နန်နဲ့ဝတ်ထားခဲ့ပါတယ်အကယ်၍ဒီမန်နန်ပျက်စီးသွားရင်နတ်ဆိုးတွေကအဲ့ဒါကိုအနံ့ခံမိပြီးလာရောက်လူယူကြမှာဖြစ်ပါတယ်အတန်လိုင်းကိုနားထောင်ရင်ဂျိုးဆက်ကမှတ်စုတွေအများကြီးလိုက်ရေးနေပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဘောပင်ဟာလွတ်ကျသွားပြီးတစ်သားနေရန်ဟောင်းစီလိမ့်သွားခဲ့ပါတယ်။တစ်သားပြားကိုခွာကြည့်လိုက်တဲ့အခါမတင်ကားစရာထုတ်ထားတဲ့ထုတ်တစ်ထုပ်ကိုတွေးလိုက်ရပါတယ်။ဂျိုးဆက်ကကတ်ကြီးနဲ့အထုပ်ကိုဖျက်ဖွင့်လိုက်ပြီးအထဲကပစ္စည်းကိုကြည့်ကထိတ်လန့်တုန်လှုပ်သွားပါတယ်။တစ်ချိန်တည်းမှာပဲလီယိုနဲ့ဂျဲရက်တို့ဟာရေကန်မှာငားများနေကြပါတယ်။လီယိုရဲ့ချစ်သူကဖုန်းဆက်လာတဲ့အခါသူကတီးတန့်စကားပြောဖို့တောအုပ်ထဲကိုထွက်သွားပါတယ်။ဂျဲရက်ကငားများကြံခဲ့စဉ်မှာပဲရုတ်တရက်ငားများကျိတ်နှစ်ခုစလုံးကိုတစ်ခုခုကပြင်းပြင်းထန်ထန်ဆွဲငင်လိုက်ပါတယ်။လီယိုရဲ့ပိုင်ရှင်မဲ့ငားများကျိတ်ကရေထဲပါသွားပြီးဂျဲရက်ကတော့ရမိတဲ့ငားကိုမယမ်းမကပြန်ဆွဲတင်ဖို့စူးစမ်းနေပါတယ်။ဆက်ဆုပ်ဖွယ်ကောင်းတာကတော့ရေထဲကပါလာတာဟာသပင်ကောင်းခွန်ခွာခံထားရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုပ်ပွားနေတဲ့ခေါင်းပြက်ကြီးဖြစ်နေတာပါဂျဲရက်ကငားများကျိတ်ကိုလွှတ်ချလိုက်ရာရေကန်ထဲကျသွားပြီးလီယိုကိုအော်ခေါ်လိုက်ပါတယ်ဒါပေမဲ့ငားများကျိုးတွေကရေထဲကပြန်ထွက်လာပြီးဂျဲရက်ရဲ့မျက်နှာနဲ့လယ်ဘင်းကိုရစ်ပတ်ကသူ့ကိုညှစ်သက်ရင်ရေထဲကိုဆွဲချသွားပါတယ်ငားများကျိတ်တွေကသူ့ရေပြားကိုဆုပ်ခဲပြီးရေထဲကိုဆွဲယူသွားတာပါလီယိုပြန်ရောက်လာတဲ့အခါဂျဲရက်ကရေကန်ထဲမှာအကူအညီတောင်းနေတာကိုတွေ့တာကြောင့်လေပေါ်အမြန်တက်လိုက်ပါတယ်လီယိုအဲ့ဒီနေရာကိုရောက်သွားချိန်မှာတော့ဂျဲရက်ကပျောက်ချင်းမလှပျောက်သွားပါပြီဒါပေမဲ့မကြခင်မှာပဲဂျဲရက်ရေပေါ်ပြန်ပေါ်လာပြီးလီယိုကိုတွန်းတွေကအကူအညီတောင်းနေသေးပါသွေးတွေကရေကန်ကိုအနီရောင်ပြောင်းသွားစေပြီးမကြခင်မှာပဲဂျဲရက်ရဲ့မျက်နှာတစ်ခုလုံးပျက်စီးသွားပါတယ်လီယိုကသူ့ကိုရေထဲကဆွဲတင်လိုက်တဲ့အခါမှာတော့ဂျဲရက်ရဲ့အောက်ပိုင်းတစ်ဝက်လုံးဝပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်လီယိုအော့အန်လိုက်ပြီးတဲ့နောက်အမျိုးသမီးတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေပြီးရေအောက်ထဲပျောက်ကွယ်သွားတာကိုသတိပြုမိလိုက်ပါတယ်ထိတ်လန့်သွားတဲ့လီယိုဟာဆက်လေကိုနှိုးလို့မရပဲဖြစ်နေစဉ်အဲ့ဒီအမျိုးသမီးကလေကိုမှောက်ရက်လန်ပစ်လိုက်တာကြောင့်ရေထဲပြုတ်ကျသွားပါတယ်ရုန်းကန်ပြီးတဲ့နောက်လီယိုရေပေါ်ပြန်တက်လာနိုင်ခဲ့ပေမဲ့အဲ့ဒီအမျိုးသမီးကမှောက်နေတဲ့လေပေါ်မှာမတက်ရက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအမျိုးသမီးကလက်ကိုလှုပ်ရှားလိုက်တာနဲ့ရေတွေစူပွက်လာပြီးလီယိုဟာပြင်းစွာနာကျင်ရကသူ့ခန္ဓာကိုယ်ကပူလောင်လာပါတယ်သူ့ဘေးမှာလည်းအရေပြားတွေအရေကြီးဖူးထနေတဲ့တိတ်ဆုံးနေတဲ့ငါးကောင်ရေအမြောက်အများပေါ်လာပါတယ်လီယိုဟာကန်ဆက်စီအရောက်ကူးခတ်သွားနိုင်ခဲ့ပြီးလဲပြိုကျသွားပါတယ်အမျိုးသမီးကသူ့ဘေးကနေဖျက်လျှောက်သွားပြီးတောအုပ်ကိုဖျက်ကကားလမ်းမစီကိုသွားပြီးညနေတီအထိလှုပ်ရှားမှုမရှိဘဲရပ်နေခဲ့ပါတယ်နောက်ဆုံးမှာကားတစ်စီးရောက်လာပြီးအမျိုးသမီးကရှေ့ကိုတိုးထွက်လိုက်တာကြောင့်တိုက်မိခံလိုက်ရပါတယ်နိုက်ကလပ်တစ်ခုမှာတော့ဂျိုးဆက်ဟာသူ့ရဲ့အကိုဝီလီယံသူ့ချစ်သူတီယာနဲ့ဝီလီယံရဲ့ဇနီးအဲလစ်တို့နဲ့အတူသူ့မွေးနေ့ကိုအောင်ပွဲခံနေပါတယ်ဆဆချင်းမှာတော့သူတို့ပျော်ရွှင်နေကြပေမဲ့ဝီလီယံကအဲလစ်ကိုအရက်တောက်လို့ဆိုပြီးစူပူလိုက်တဲ့အခါအခြေအနေတွေတင်းမာသွားပါတယ်အဲဒီနောက်ဝီလီယံကဂျိုးဆက်ကိုဈေးကြီးတဲ့ဘောပင်တစ်ချောင်းလက်ဆောင်ပေးပြီးဒါဟာသူနဲ့သူ့ဇနီးနှစ်ယောက်စလုံးရဲ့လက်ဆောင်ပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲလစ်ကဒီအကြောင်းကိုမသိပဲသူမဘာသာဂျိုးဆက်နဲ့တီယာတို့ရဲ့လှပတဲ့ဓာတ်ပုံတစ်ပုံကိုလက်ဆောင်အဖြစ်ယူဆောင်လာခဲ့တာပါဒါကိုဝီလီယံကမကျေနပ်ပဲနောက်ထပ်စကားများကြပြန်ပါတယ်အဲလစ်ကစီးကြပြတ်ကျသွားတာကြောင့်စစ်လိတ်တောက်ဖို့အပြင်ကိုထွက်သွားပါတယ်သူမဟာအပြင်မှာဝန်ထမ်းတစ်ယောက်နဲ့ချစ်ချစ်ခင်ခင်စကားပြောနေခဲ့တာပါဝီလီယံအပြင်ထွက်လာတဲ့အခါအဲလစ်ကသူ့ဝန်ထမ်းကိုသူ့အကြောင်းအဆိုးပြောနေတယ်လို့မတင်ငါပဲဆွဆွဲပါတော့တယ်အဲလစ်ကိုအထက်ပြန်ဝင်ဖို့ပြောပေမဲ့အဲလစ်ကညှင်းဆန်တဲ့အတွက်ဝီလီယံကသူ့မလက်ကိုဆွဲပြီးအတင်းခေါ်သွားဖို့ကြိုးစားပါတယ်အဲလစ်ကသူ့ကိုချက်ချင်းတွန်းထုတ်လိုက်ပြီးရန်ပွဲထပ်ဖြစ်ကြပါတယ်ဝီလီယံကဒေါသထွက်ပြီးသူ့ကားမှန်ကိုရိုက်ခွဲလိုက်တာကြောင့်လက်မှာဒဏ်ရာရသွားပါတယ်ဒါပေမဲ့ဒါတွေအားလုံးဟာအဲလစ်ကြောင့်ပါဆိုပြီးပြစ်လွဲဆွဆွဲလိုက်ပါတယ်အဲလစ်ကနောက်ဆုံးအစဲတခွန်းဆဲလိုက်ပြီးမျက်ရည်ဆက်လက်နဲ့ထွက်သွားပါတယ်အဲ့ဒီနောက်ဂျိုးဆက်ကမူးနေတဲ့ဝီလီယံကိုအိမ်လိုက်ပို့ပေးမယ်လို့ကမ်းလှမ်းပေမဲ့ဝီလီယံကမတိကျိုးနှံပြုတ်ပြီးကားမောင်းထွက်သွားပါတယ်။သူကကားကိုအယမ်းမြင်မြန်မောင်းနေလာခဲ့တာကြောင့်တောအုပ်ဘေးကကားလမ်းမစီရောက်တဲ့အခါအဲ့ဒီအမျိုးသမီးကိုမမြင်ဘဲဝင်တိုက်မိလိုက်ပါတယ်။ကားဟာတောင်ကုန်းပေါ်ကနေလိမ့်ဆင်းသွားပြီးဇောက်ထိုးမောက်ရဲဖြစ်သွားကဝီလီယံပိတ်မိသွားပါတယ်။သူဟာအမျိုးသမီးကနာကျင်စွာညီးတွားနေတာကိုကြားရပြီးကိုရဆဲ့တဖုံးခေါ်ဖို့စူးစမ်းပေမဲ့ဖုံးလို့ကျသွားပါတယ်ရုတ်တရက်အဲ့ဒီအမျိုးသမီးကဝီလီယံရဲ့နာမည်ကိုခေါ်လိုက်ပြီးသူ့ခေါင်းကခန္ဓာကိုယ်ကနေဖြည်းဖြည်းချင်းကွဲထွက်လာပါတယ်ကြောက်စရာကောင်းတဲ့အတန်တစ်ခုကခေါင်းပြတ်မသွားခင်နဲ့ကားအပြင်ကိုလိမ့်မထွက်သွားမီသူ့ကိုမိသားစုစီခေါ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်ခေါင်းပြက်ကြီးကမန်နန်ရွတ်ဆိုလိုက်ရာမီးတွေပိတ်သွားပြီးဝီလီယံရဲ့ထိုင်ကုန်ဘက်ကျိုးကတင်းကျပ်လာကကားကိုမီးစတင်လောင်ကျွမ်းစေပါတယ်ဝီလီယံဟာထွက်ပြေးဖို့စူးစမ်းပေမဲ့မအောင်မြင်ပဲမှန်တွေပောက်ကွဲကုန်ပါတယ်။အဲဒီနောက်မီးရှံတွေကြီးထွားလာပြီးဝီလီယံတိတ်ဆုံးသွားချိန်မှာခေါင်းပြက်ကြီးကရင်မောနေခဲ့ပါတယ်။အတန်ကြာသောမိသားစုဟာဝီလီယံအတွက်တုတ်တင်ရေးဝတ်ပြုပွဲတေးသေးလေးပြုလုပ်ကြပြီးသူ့အမေဆူဇန်ကနှုတ်ဆက်စကားနည်းနည်းပြောပါတယ်။အဲလစ်ကိုလည်းစကားပြောချင်သလားလို့မေးပေမဲ့သူမဘာမှပြင်ဆင်မထားဘူးလို့ရှင်းပြတာကြောင့်ဝီလီယံရဲ့မိဘတွေကသူမကိုအကဲဖြတ်စိုက်ကြည့်ကြပါတယ်။ခေါင်းတလားကိုမီးတင်ကြိုဖို့တည်ဆောင်သွားတဲ့အခါဝီလီယံရဲ့အဖေအက်ဒဂါကဝန်ထမ်းကိုသူ့သားနဲ့9မိနစ်လောက်တီးတန့်အချိန်ပေးဖို့တောင်းဆိုပါတယ်
အတကာတယောက်တည်းကြံခဲ့တဲ့အခါစတင်ငိုကြွေးပြီးစကားမပြောနိုင်ပဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲခေါင်းတလားတွေကအတန်တခုကြားလိုက်ရပြီးအဖုံးကလှုပ်ခါလာပါတယ်။အတကာကတန်ကြိတ်တစ်ခုကိုချက်ချင်းယူပြီးအပေါက်ဖြစ်သွားသည့်အထိအဖုံးကိုထက်ခါရိုက်နှက်လိုက်ပါတယ်။မီးကျွမ်းနေတဲ့အနက်ရောင်လက်တစ်ဖက်ကအတကာရဲ့လက်ကောက်ဝတ်ကိုဆွဲကင်လိုက်ပြီးသူ့ကိုလောင်ကျွမ်းစေပါတယ်။အတကာနောက်သို့လဲကျသွားပြီးဝီလီယံရဲ့မီးကျွမ်းနေတဲ့ခန္ဓာကိုယ်ကြီးမတက်ထရက်တာကိုထိတ်လန့်စွာကြည့်နေခဲ့ပါတယ်။ဝန်ထမ်းပြန်ရောက်လာတဲ့အခါဝီလီယံကသူ့ကိုတပ်ပစ်လိုက်ပါတယ်။မိနစ်အနည်းငယ်အကြာမှာတော့အတကာဟာအဖွဲ့ကိုထွက်သွားဖို့တိုက်တွန်းရင်းဟွန်းကိုအသေးအတန်တီးနေပေမဲ့ဘာဖြစ်ခဲ့လဲဆိုတာကိုတော့သူတို့အားလုံးကိုမပြောပြခဲ့ပါဘူး။အိမ်ဟောင်းကြီးမှာဆူဇန်ကဂျိုးဆက်စီမှာဘင်ဂျမင်ရဲ့ပစ္စည်းတွေရှိနေသေးကြောင်းနဲ့အဖိုးရဲ့သူတေသနာအကြောင်းစာအုပ်ရေးဖို့ပြင်ဆင်နေတာကိုတွေ့ရှိသွားပါတယ်။ဆူဇန်ကဒေါသတကြီးနဲ့ပစ္စည်းတွေကိုအမှိုက်အိတ်ထဲထည့်ပစ်ရင်းသူ့အဖေဟာဂိုင်းတစ်ခုထဲရောက်နေခဲ့တာဖြစ်ပြီးမိသားစုထက်ပညာရှိတွေနဲ့ပဲအချိန်ပိုကုန်လွန်ခဲ့တာကြောင့်လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ပြောပါတယ်။ဆူဇန်ရဲ့ညီမလေးဖျားနာတော့ကဘင်ဂျမင်ဟာမကောင်းဆိုးဝါးရန်ကနေကာကွယ်ဖို့နီးလန်းရှာရမယ်ဆိုပြီးမိသားစုကိုလုံးဝစွန့်ခွာသွားခဲ့တာပါ။ဆူဇန်ကမိသားစုကိုစောင့်ရှောက်ခဲ့ရတာကြောင့်သူ့အဖေကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ပါဘူး။ဂျိုးဆက်အောက်ထပ်ကိုဆင်းသွားတဲ့အခါတီယာနဲ့အဲလစ်တို့ဟာအဖွားပေါ်လီဖော်လီကိုထိုင်ကုန်တက်လေကားပေါ်တင်ဖို့ရုန်းကန်နေရတာကိုတွေ့ရပါတယ်။ပေါ်လီကအဲလစ်ကိုရိုက်နှက်ပြီးတီယာကိုတခိုးလို့ဆွဆွဲပါတယ်။ဆူဇန်ရောက်လာမှပဲပေါ်လီငြိမ်ကျသွားပေမဲ့အခြားသူတွေကိုတော့စိုက်ကြည့်နေတော့မှာအဲဒီနောက်ဂျိုးဆက်ကဘင်ဂျမင်ရဲ့ပစ္စည်းတွေပါတဲ့အိတ်ကိုထုတ်ယူလိုက်ပြီးအတကာပြင်းပြင်းထန်ထန်ချောင်းဆိုးနေတာကိုကြားရပါတယ်။အတကာကခြုံပုံးမျက်ဆက်ကိုနှိုးလို့မရပဲဖြစ်နေရာဂျိုးဆက်ကဓာတ်စီကုန်နေလို့ဖြစ်ကြောင်းရှင်းပြပါတယ်။အတကာကစီတာဆိုးပြီးမြေထက်ကျစီအကောကြကနာပြေးဆင်းသွားပါတယ်။ဓာတ်စီရှာနေစဉ်အတကာဟာအကူအညီတောင်းနေတဲ့ဝီလီယံရဲ့အတန်ကိုကြားလိုက်ရလို့ထိတ်လန့်သွားပါတယ်။တွားကြည့်တဲ့အခါတကားကဝုန်းကနေပိတ်သွားပြီးဓာတ်စီမိရင်ပောက်ကွဲသွားပါတယ်။အတကာဟာအထဲကိုဝင်ခွင့်ပေးဖို့တောင်းဆိုနေတဲ့ကြောက်စရာအတန်တွေကိုကြားရပြီးကာကွယ်ဖို့အတွက်ဓာတ်တစ်ချောင်းကိုထုတ်ယူလိုက်ပါတယ်အတန်တွေကိုလစ်လျူမရှုနိုင်ပဲအတကာရဲ့လက်ဟာကိုယ်တိုင်ကာကွယ်ဖို့အတွက်ဓာတ်ကိုကင်လှုပ်ရှားလိုက်ရပါတယ်အဲ့ဒီအချိန်မှာအဲလစ်ကမြေအောက်ခန်းထဲဝင်လာပြီးအတန်ကြားတာကြောင့်တကားဖွင့်လိုက်ရာအတကာလက်ထဲကဓာတ်ကိုချိန်ကိုက်လူးယူလိုက်နိုင်ပါတယ်အဲလစ်ကဓာတ်ကိုအိတ်ထဲထည့်လိုက်ပြီးအတကာကဒီအကြောင်းကိုဆူဇန်ကိုမပြောဖို့တောင်းဆိုပါတယ်နေလဲစားချိန်မှာဂျိုးဆက်ကဝီလီယံနဲ့အဲလစ်တို့ရဲ့မင်္ဂလာဆောင်ဗီဒီယိုကိုဖွင့်ပြပါတယ်။အတကာကချောင်းတွေဇက်တိုက်ဆိုးနေပြီးအဲလစ်ကဓာတ်တွေကိုသူ့နဲ့ဝေးရာမှာထားပေးထားပါတယ်။ဆူဇန်ကဝီလီယံရဲ့ကလပ်ကိုအဲဒီနောက်အတကာဟာထမင်းစားရင်ရိုင်းဆိုင်နဲ့အမူအရာတွေလောက်ကအစားအစာတွေကိုပကံထဲပြန်ထွေးထုတ်လိုက်ပါတယ်။ဝီလီယံကားပေါ်မတက်အောင်မတားဆီးခဲ့ဘူးဆိုပြီးဂျိုးဆက်ကိုအပြစ်တင်ကပုံမိုဒေါသထွက်လာပါတယ်။အတကာကမိသားစုဟာဝီလီယံတည်သွားတာကိုပျော်နေကြတယ်လို့ထင်မှတ်ပြီးဝီလီယံငရဲရောက်သွားပြီလို့ပြောလိုက်ပါတယ်။ခွေးကထပ်မံအတန်ပေးတဲ့အခါအတကာကခွေးရဲ့ခေါင်းကိုခတ်ရင်းနဲ့ထက်ခါထိုးဆိုင်လိုက်ပါတယ်။ဂျိုးဆက်ကအဖေကိုတားဖို့ပြေးသွားပေမဲ့အတကာကသူ့ကောင်းကိုပလင်းနဲ့ရိုက်ခွဲလိုက်ပါတယ်။အဲဒီနောက်အတကာလဲကျသွားပြီးသူ့ခန္ဓာကိုယ်တုန်လှုပ်ရင်းအကူအညီတောင်းပါတယ်။တီယာနဲ့ဂျိုးဆက်တို့ကအတကာကိုကားပေါ်တင်ပြီးဆေးရုံကိုထွက်လာခဲ့ကြပါတယ်။ဂျိုးဆက်မှာရှေးဦးသူနာပြုစုနီးတစ်တာပါပြီးအဖေရဲ့ဒဏ်ရာတွေကိုပြုစုပေးနေပါတယ်။လမ်းခုလက်မှာအတကာဟာလုံးဝပူကတ်ခံလိုက်ရပြီးမျက်လုံးတွေလင်းလက်လာပါတယ်။ရုတ်တရက်သူကတစ်တာတွေကကက်ကြီးကိုယူပြီးတီယာရဲ့မျက်နှာကိုစတင်ခုတ်ထုလိုက်ပါတယ်။ဂျိုးဆက်ကတားဆီးဖို့ကြိုးစားတဲ့အခါအတကာကသူ့ကိုနောက်သို့တွန်းထုတ်လိုက်တာကြောင့်တီယာကားထိန်ချုပ်မှုလွတ်သွားပြီးကားလမ်းဘေးကိုထိုးကျပျက်စီးသွားပါတယ်။အတကာကတော့ကိုယူပြီးဂျိုးဆက်ကသူ့ကိုထိုင်ကုန်ပတ်ကျိုးနဲ့မတိုင်မီအထိတီယာရဲ့မျက်နှာကိုဆက်လက်ခုတ်ထုနေပါတယ်။ဒါပေမဲ့အတကာကဒက်ရှ်ဘုတ်ကိုခြေထောက်နဲ့ကန်ထုတ်လိုက်တာကြောင့်ထိုင်ကုန်နောက်သို့လှန်သွားပြီးသူ့သားကိုဖိမိသွားပါတယ်။တီယာထွက်သွားဖို့ကြိုးစားချိန်မှာအတကာကတကားကိုသူ့မလက်ပေါ်ပိတ်ချလိုက်တာကြောင့်တီယာရဲ့လက်ချောင်းတွေပြတ်ထွက်သွားပါတယ်။ဂျိုးဆက်ကသူ့ဖေကိုပြန်တားဖို့စူးစမ်းပေမဲ့အတကာကသူ့ကိုအမေရိကန်ကားမူးမှန်ကနေတွန်းထုတ်လိုက်တာကြောင့်မှန်ကွဲတွေသူတို့ပေါ်ကျလာပါတယ်။ဂျိုးဆက်ပြုတ်ကျသွားတဲ့အခါလေးအိတ်ပွင့်လာပြီးနှစ်ယောက်လုံးကိုနောက်သို့တွန်းထုတ်လိုက်ပါတယ်။အတကာကအမြန်ပြန်သက်သာလာပြီးတီယာကိုထိုင်ကုန်ပတ်ကျိုးနဲ့လေဘင်းညစ်ပါတော့တဲ့ဂျိုးဆက်ကလက်အိတ်သိမ်းအိမ်ထဲကတနက်ကိုလှမ်းယူလိုက်ပြီးသူ့ဖေကိုချိန်ကတီယာကိုလွှတ်ပေးဖို့ပြောပေမဲ့အတကာကတနက်ဝမှာမျက်နှာအပ်ပြီးပြစ်လိုက်ဖို့ပြောပါတယ်။အဲ့ဒီအချိန်မှာတီယာကထိုင်ကုန်အောက်ကမီးသက်ဆေးဘူးကိုတွေ့သွားပြီးကားထဲကိုမြူတွေနဲ့ပြေးသွားအောင်ဖြန်းလိုက်ပါတယ်။ဂျိုးဆက်ကအဖေနဲ့ထပ်မံတိုက်ခိုက်နေချိန်မှာတီယာကတကားဖွင့်ဖို့စူးစမ်းပေမဲ့မရပါဘူး။ဂျိုးဆက်ကပောက်ကွဲနေတဲ့အမိုးပေါက်ကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ချိန်မှာအတကာကထိုင်ကုန်ကောင်းမီကိုဖြုတ်ယူလိုက်ပြီးတီယာရဲ့မျက်နှာနဲ့လေဘင်းကိုထိုးဆိုင်မတက်မီအကြိမ်ကြိမ်ရိုက်နှက်လိုက်ပါတယ်။အိမ်မှာတော့အဲလစ်နဲ့ဆူဇန်တို့ခွေးကိုမြုပ်နှံပေးလိုက်ကြပါတယ်။အဲဒီနောက်အဲလစ်ကကိုတောင်ထဲကိုဂေါ်ပြားပြန်သွားထားစဉ်ဘင်ဂျမင်ရဲ့သူတေသနာအိတ်ပေါ်မတော်တဆပြုတ်ကျသွားတာကြောင့်ပစ္စည်းတွေထွက်ကျလာပါတယ်။ပစ္စည်းတွေကိုပြန်ကောက်စင်မှာသူမဘင်ဂျမင်ရဲ့မှတ်စုတွေကိုဖတ်ကြည့်ပေမဲ့မနားလည်ပါဘူး။ဘာမှမသိပဲစာပိုက်တစ်ခုကိုဖတ်လိုက်မိရာခွေးကိုပြန်လဲနိုးထလာစေပါတယ်။ခွေးကသတင်းပေါက်ကနေခုံဝင်လာပြီးအဲလစ်ကိုတိုက်ခိုက်တာကြောင့်အဲလစ်ကကက်ကြေးကြီးကိုယူပြီးခွေးကိုထိုးတက်လိုက်ပါတယ်။အဲ့ဒီနောက်အဲလစ်အိမ်ထဲဝင်လာပေမဲ့ပြင်သစ်ဘာသာစကားပြောနေတာကြောင့်ဆူဇန်ကမနားလည်ပါဘူး။အဲ့ဒီအချိန်မှာဂျိုးဆက်ပြန်ရောက်လာပြီးအတကာကတီယာကိုတက်လိုက်ပြီးဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီအချိန်မှာပဲတကားခောက်တန်ကြားရပြီးတီယာရဲ့အတန်ကိုကြားလိုက်ရလို့ဂျိုးဆက်ထိတ်လန့်သွားပါတယ်။အဲလစ်ကတကားဖွင့်လိုက်ရာတီယာဟာမျက်လုံးဝါရောင်တွေနဲ့မျက်နှာမှာထိုင်ကုန်ကောင်းမီကြီးစိုက်နေလျက်အိမ်ထဲဝင်လာပါတယ်။
ခေါင်းမီကိုဖြုတ်လိုက်ပြီးနောက်တီယာကဖျောင်းတိုင်ကိုယူပြီးပြည့်စုံတဲ့မိသားစုအတွက်ဆူတောင်းပေးကအရေးပျော်နေတဲ့ဖျောင်းတွေကိုတောက်ချလိုက်ပါတယ်။နောက်တော့တီယာကဆူဇန်ကိုလုံးထွေးတိုက်ခိုက်တာကြောင့်အဲလစ်နဲ့ဂျိုးဇက်တို့ကသူမကိုဆွဲထုတ်ရပါတယ်။ဆွဲကင်တိုက်ခိုက်ပြီးတဲ့နောက်သူမကိုမြေအောက်ခန်းထဲတွန်းချလိုက်နိုင်ပါတယ်။တီယာကဂျိုးဇက်ကိုချိုတာတဲ့အတန်နဲ့ခေါ်လိုက်ရာဂျိုးဇက်ညှို့ယူခံလိုက်ရပေမဲ့အဲလစ်ကသူ့ကိုမြေအောက်ခန်းကနေဆွဲထုတ်ပြီးတကားတော့ခတ်လိုက်ပါတယ်။ဆူဇန်အဲလစ်ဂျိုးဇက်နဲ့ပေါ်လီတို့ဟာအိမ်ပြင်ကိုအမြန်ပြေးထွက်သွားကြပေမဲ့အတကာနဲ့သွားတွေ့ပါတယ်။အတကာကခွေးကိုလေချုံခေါ်လိုက်ပြီးတနက်ထုတ်ကဂျိုးဇက်သေးတင်တာဝီလီယံမဟုတ်ဘူးလို့ပြောပါတယ်။အဲ့ဒီနောက်အတကာကတနက်နဲ့ကိုပစ်လိုက်ပေမဲ့မသေးပါဘူး။သူကအချိန်ပေါင်းများစွာထပ်ပစ်လိုက်တာကြောင့်ခေါင်းမှာအပေါက်တွေအများကြီးပေါ်လာပေမဲ့တက်ရှိအတိုင်းရှိနေသေးပါ။မြေအောက်ခန်းထဲမှာတော့တီယာကမကောင်းဆိုးဝါးဆွမ်းအားတွေနဲ့မီးဖိုဟောင်းကိုဖွင့်ပြီးအပူချိန်တိုးလိုက်ပါတယ်။ကျန်တဲ့မိသားစုဝင်တွေအိမ်ထဲပြန်ဝင်လာကြပြီးအတကာမလိုက်နိုင်အောင်တကားတွေကိုအတားအဆီးတွေပိတ်လိုက်ကြပါတယ်။အဲလစ်ကသတင်းပေါက်ကနေအပြင်ကိုကြည့်တဲ့အခါအတကာကသူမကိုလက်ပြလိုက်ပါတယ်။ဂျိုးဇက်ကဖုန်းကိုစစ်ဆေးပေမဲ့လိုင်းမမိပါဘူး။ပေါ်လီဟာဘီတက်ကလထိုင်ပေါ်မှာတယောက်တည်းကြံခဲ့ပြီးမြေအောက်ခန်းတကားကိုတယောက်ကထုနေတာကိုကြားရပါတယ်။တစ်သားမှာအပေါက်တစ်ခုပေါ်လာတဲ့အခါပေါ်လီကနီးနီးကက်ကက်သွားကြည့်ရာတီယာကအကူအညီတောင်းနေတာကိုတွေ့ရပါတယ်။ဒါနဲ့ပေါ်လီကတကားဖွင့်ပေးလိုက်ပါတယ်။အခြားသူတွေကပေါ်လီရဲ့အော်တန်ကိုကြားလို့သွားကြည့်တဲ့အခါကျမ်းပြင်ပေါ်မှာပေါ်လီလဲကျနေတာကိုတွေ့ရပါတယ်။အဲလစ်နဲ့ဂျိုးဇက်တို့ကျမ်းပြင်ပေါ်ကသွေးဆက်အချို့ကိုတွေ့ပြီးလိုက်သွားရာစေကန်းထဲမှာတီယာကမီးဖိုပေါ်ကိုဓာတ်စီလောင်းနေတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့ကြောက်စရာအတန်ကပညာရှိတွေကိုတက်ပစ်မယ်လို့ဂရုပေးလိုက်ပါတယ်။ဆူဇန်ကပေါ်လီကိုအထက်ပေါ်ခေါ်သွားစဉ်ဂျိုးဇက်ကမီးအိမ်ကိုယူပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့တီယာပျောက်သွားပါပြီ။ရုတ်တရက်အဲလစ်ရဲ့မျက်နှာပေါ်သွေးတွေကျလာတာကြောင့်အပေါ်ကိုမောကြည့်လိုက်ရာမျက်နှာကျက်ပေါ်မှာတီယာကိုတွေ့လိုက်ရပါတယ်။သူမကအဲလစ်ကိုခုံအုပ်လိုက်ပြီးကျမ်းပြင်ပေါ်မှာတိုက်ခိုက်ကြပါတယ်။အဲလစ်ကဂျိုးဇက်ကိုအကူအညီတောင်းပေမဲ့ဂျိုးဇက်ကကြောက်လန့်ပြီးတောင့်တင်းနေပါတယ်။ဆူဇန်ပြန်လာပြီးဂျိုးဇက်ကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့တီယာကလှေကားကိုပိတ်ထားပြီးဂျိုးဇက်စီမှာသူမလိုချင်တာရှိတယ်လို့ပြောပါတယ်။သူမကနှစ်ယောက်လုံးကိုဆွဲယူလိုက်ပြီးဂျိုးဇက်ကိုအောက်သို့လွှတ်ချကဆူဇန်ကိုနယံကမှန်နဲ့ရိုက်ခွဲလိုက်တာကြောင့်ပေါက်သွားတဲ့အပေါက်ထဲဆူဇန်ပြုတ်ကျသွားပါတယ်။အဲဒီနောက်တီယာကဂျိုးဇက်ကိုစင်ပေါ်ဆွဲတင်လိုက်ပြီးသူမရှာနေတာကိုတောင်းရင်ကန်ကြောက်လိုက်ပါတယ်။ဂျိုးဇက်ကမီးဖိုချောင်စီအရောက်ပြေးသွားနိုင်ခဲ့ပြီးလျှက်စစ်ဓားကိုလှမ်းယူလိုက်ပါတယ်။တီယာကလန့်သွားအောင်နီးနီးကက်ကက်ရောက်လာတာကြောင့်ဂျိုးဇက်ဟာဓားနဲ့ခက်ရင်းတွေပြည့်နေတဲ့လက်ပန်းပေါ်ပြုတ်ကျသွားပါတယ်။သူမကဇွန်းခက်ရင်းတွေကိုသူ့ကြောထဲထိုးထည့်ဖို့တွန်းချလိုက်စဉ်ဂျိုးဇက်ကသူမလေပင်ကိုဇိုးပလက်ဖြုတ်ဆက် cork scroll နဲ့ထိုးလိုက်ပါတယ်။တီယာကအဲ့ဒါကိုနှုတ်ယူလိုက်တဲ့အခါလေပင်ပြတ်ထွက်သွားပါတယ်။သူမကအဖေကိုမတတ်နိုင်ပေမဲ့သူမကိုတော့တိုက်ခိုက်ဖို့မတွန့်ဆုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပေါ်လီကတီယာကိုခေါ်လိုက်ပြီးသူမလိုချင်တာရှိတယ်လို့ပြောပါတယ်။တီယာအထက်ပေါ်ကိုအမြန်ပြေးတက်သွားရာပေါ်လီကသူမကိုတခိုးလို့ထင်နေစေဖြစ်ပြီးပတ်စံတွေပေးနေတာကိုတွေ့ရပါတယ်။သူမကပေါ်လီရဲ့သွားတူကိုယူပြီးရှာနဲ့ရက်လိုက်ကပြန်တက်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ပေါ်လီရဲ့ခြေတူပြောင်းနေတာကိုသတိပြုမိသွားပါတယ်။ရုတ်တရက်အဲလစ်ကတီယာကိုအဲ့ဒီခြေတူနဲ့ရိုက်နှက်လိုက်တာကြောင့်အောက်ထပ်ကိုလိမ့်ကျသွားပါတယ်။တီယာအောက်သို့ရောက်တာနဲ့ဂျိုးဇက်ကသူမမျက်နှာကိုပကံဆေးဆက်တကားနဲ့မျက်နှာတစ်ခုလုံးကြေမွသွားသည့်အထိထပ်မံရိုက်နှက်လိုက်ပါတယ်။ဂျိုးဇက်ရဲ့အကြမ်းဖက်မှုကိုမြင်ရတာကအဲလစ်ကိုဝီလီယံရဲ့နှိပ်စက်မှုတွေကိုပြန်သတိရစေပါတယ်။အဲ့ဒီနောက်အဲလစ်ကဘင်ဂျမင်ရဲ့မှတ်စုထဲမှာဖတ်ခဲ့ရတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုဂျိုးဇက်ကိုမေးပါတယ်။ဂျိုးဇက်ကသူ့ဘိုးဟာနခရိုနိုမီကွန်စာအုပ်ကိုဖတ်လိုက်ရင်မကောင်းဆိုးဝါးတွေဒီကဘာကိုရောက်လာနိုင်တယ်လို့ယုံကြည်နေတာကြောင့်စိတ်မမှန်ဘူးလို့သတ်မှတ်ခံခဲ့ရကြောင်းရှင်းပြပါတယ်။အဖိုးဟာသူ့မိသားစုကိုမကောင်းဆိုးဝါးရန်ကနေကာကွယ်ပေးနိုင်တဲ့အရာဝတ္ထုတွေကိုစုဆောင်းဖို့ကဘာအနှံ့ခရီးထွက်ခဲ့တာပါ။တီယာတဲကနတ်ဆိုးကတခုခုကိုရှာနေတာကြောင့်အထက်ခိုးပေါ်ကအရာဝတ္ထုတွေတဲကတခုခုတော့အလုံးလုံးမှာတေချပါပါတယ်။တစ်ချိန်တည်းမှာပဲဆူဇန်ကပေါ်လီကိုအိယာပေါ်တင်ပေးပြီးပါပြီထွက်သွားတော့မယ့်အချိန်မှာပေါ်လီကထထိုင်လိုက်ပြီးနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဆူဇန်ရဲ့နာမည်ကိုခေါ်လိုက်ပါတယ်ဆူဇန်နီးနီးကက်ကက်သွားကြည့်တဲ့အခါအမေဖြစ်သူစုပ်ဖြဲထားတဲ့အိယာခင်းကိုခြုံပြီးအိယာပေါ်မတက်ရက်နေတာကိုတွေ့ရပါတယ်ဆူဇန်ကပေါ်လီကိုဖက်ကသူမအမေကိုဘလောက်လွမ်းကြောင်းငိုယိုပြောပြပါတယ်ပေါ်လီကမိသားစုတစ်ခုလုံးမကြခင်ပြန်လဲဆုံစည်းကြတော့မှာဖြစ်ပြီးဝီလီယံလည်းလာနေပြီလို့ပြောပါတယ်အဲ့ဒီနောက်ဆူဇန်ကရာခင်းကိုဖယ်လိုက်တဲ့အခါပေါ်လီလည်းပူးကက်ခံထားရတာကိုတွေ့လိုက်ရပါတယ်သတင်းပေါက်မှာတယောက်တကားခောက်လိုက်တဲ့အခါဆူဇန်ကလိုက်ကာကိုတွန်းလိုက်ရာအတကာကိုတွေ့ရပြီးဆူဇန်ကိုလွမ်းတယ်လို့ပြောပါတယ်ဆူဇန်ကသတင်းပေါက်ဖွင့်ပေးလိုက်ရာအတကာအထဲကိုဝင်လာပြီးဆူဇန်ကိုနမ်းလိုက်တာကြောင့်ဆူဇန်လည်းပူးကက်ခံလိုက်ရပါတယ်အောက်ထပ်မှာတော့အဲလစ်ကအပြင်ကိုကြည့်ပြီးအတကာပျောက်သွားတာကိုသတိပြုမိစဉ်ခွေးကသူမကိုဟောင်လိုက်တာကြောင့်လန့်သွားပါတယ်ဆူဇန်ပေါ်လာပြီးနတ်ဆိုးတွေဟာသူတို့ရဲ့ရန်သူမဟုတ်ဘူးလို့ပြောပါတယ်သူတို့ကဘင်ဂျမင်ခိုးယူသွားတဲ့ကွန်တိုရီယန်မြောက်သားကိုပဲလိုချင်တာပါရုတ်တရက်မီးသီးတွေအားလုံးပောက်ကွဲသွားပြီးအတကာကဂျိုးဇက်ကိုစတင်ရိုက်နှက်ပါတော့တယ် TV မှာလည်းမင်္ဂလာဆောင်ဗီဒီယိုပြနေသေးပါဂျိုးဇက်ကိုရိုက်နှက်ပြီးနောက်အတကာကအဲလစ်ကိုတိုက်ခိုက်ပြီးမိသားစုကိစ္စတွေမပါဘူးပြောပါတယ်ဆူဇန်ကအတကာကိုသားကိုမနာကျင်စေပါဘူးလို့ကတိပေးခဲ့တာကိုသတိပေးလိုက်ရာအတကာကသူမကိုဖျောင်းတိုင်ကုန်နဲ့ရိုက်လိုက်ပါတယ်
အဲ့ဒီနောက်အတကာကဂျိုးဆက်ရဲ့သပင်ကိုဆွဲပြီးတီယာရဲ့ပွင့်နေတဲ့ခေါင်းထဲမျက်နှာကိုတွန်းထည့်လိုက်ပါတယ်ဂျိုးဆက်ကဒါပဲမှလဲဆိုတာသိတယ်လို့ပြောမှအတကာကသူ့ကိုဆွဲတင်လိုက်ပါတယ်အဲ့ဒီနောက်ဂျိုးဆက်ကအဖေကိုဘောပင်နဲ့ထိုးလိုက်ပါတယ်သူတို့အခန်းနှံတိုက်ခိုက်ကြပြီးစူဇန်ကသားကိုကာကွယ်ဖို့ကြိုးစားတာကြောင့်အတကာကသူမကိုပါတိုက်ခိုက်ပါတယ်အဲလစ်ကရှုပ်ထွေးနေတဲ့အခြေအနေကိုရှောင်ကွင်းပြီးဗီယိုထဲဝင်ပုန်းနေပါတယ်အိမ်နဲ့အကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကိုအဲလစ်ကြားနေရပြီးအတကာကဂျိုးဆက်ရဲ့ခေါင်းကိုဗီယိုတကားနဲ့ရိုက်ခွဲလိုက်ပါတယ်တစ်သားတွေကျိုးသွားပြီးဂျိုးဆက်ကအပေါက်ထဲဝင်သွားကအတကာကသူ့ကိုမဆွဲထုတ်မီအဲလစ်ကိုဓားကိုရှာဖို့ပြောလိုက်ပါတယ်အတန်တွေတိတ်ဆိတ်သွားတဲ့အခါအဲလစ်အပြင်ထွက်လာပြီးလက်နက်အဖြစ်သုံးဖို့ခြုံပုတ်ညက်ဆက်ထဲဓာတ်စီဖြည့်လိုက်ပါတယ်။အဲဒီနောက်အထက်ပေါ်တက်သွားရာကျမ်းပြင်ပေါ်မှာစူဇန်သွေးထွက်နေတာကိုတွေ့ရပါတယ်။မင်္ဂလာဆောင်ဓာတ်ပုံကြောင့်စူဇန်အာယုံစိုက်နေချိန်မှာပေါ်လီကအဲလစ်ကိုရရှိနိုင်တဲ့မျက်နှာပြင်တိုင်းနဲ့ရိုက်နှက်တိုက်ခိုက်ပါတယ်။အကျဉ်းနှဲငယ်ရိုက်ပြီးနောက်ပေါ်လီကအဲလစ်ရဲ့မျက်နှာကိုညှက်ဆက်သွားနဲ့တွန်းထားပြီးနရွက်ကိုဘောပင်နဲ့ထိုးလိုက်ပါတယ်။ပေါ်လီကစူဇန်ကိုတက်စေခြင်းပေမဲ့ညှက်ဆက်ခလုတ်ကိုနှိပ်တော့မဲ့အချိန်မှာအဲလစ်ကဖန်ကွဲစာကိုယူပြီးပေါ်လီရဲ့မျက်လုံးကိုထိုးလိုက်ပါတယ်။အဲဒီနောက်သူမကိုထိုင်ကုန်တက်လေကားမှာချီနှောင်ပြီးဆက်ဖွင့်လိုက်တာကြောင့်ပေါ်လီအောက်ထပ်ကိုပါသွားပါတယ်။နရွက်ထဲကဘောပင်ကိုနာကျင်စွာဖြုတ်ယူလိုက်ပြီးနောက်အဲလစ်ကအစောပိုင်းကယူထားတဲ့ဓာတ်နဲ့ပေါ်လီကိုတက်ဖို့ပြင်လိုက်ပေမဲ့အတကာနဲ့ဂျိုးဆက်တို့မျက်နှာချက်ကိုခွဲပြီးပြုတ်ကျလာတာကြောင့်လန့်သွားပါတယ်။အတကာကသူမစီလာနေတာကြောင့်အဲလစ်ကညှက်ဆက်နဲ့စူဇန်ကိုဆွဲပြီးရေချိုးခန်းထဲဝင်သွားပါတယ်။သူမကတကားကိုဘီရိုနဲ့ပိတ်လိုက်ပြီးအိမ်သားမှာစူဇန်ကိုစီစစ်ဆက်ဟဲဒရီယာကျိုးနဲ့ချီထားလိုက်ပါတယ်။အဲလစ်ရဲ့နရွက်ထဲမှာဘောပင်စာပုံးနေသေးတာကြောင့်ဇာဂနာနဲ့ထုတ်ယူလိုက်ပါတယ်။စူဇန်ကအဲလစ်သူမမိသားစုအပေါ်လုပ်ခဲ့တာတွေကိုဆက်လက်ပြစ်တင်နေပါတယ်။အဲလစ်ကစိတဆိုးသွားပြီးဒါဟာနင့်မိသားစုထဲမှာအမြဲရှိနေခဲ့တာပါဆိုပြီးဝီလီယံရဲ့နှိပ်စက်မှုကြောင့်ရရှိခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေကိုပြသလိုက်ပါတယ်။အဲလစ်ကညှက်ဆက်ကိုတုံးပြီးမျက်နှာချက်မှာအပေါက်ဖောက်ဖို့စ조사နေစဉ်စူဇန်ကပူးကတ်ခံလိုက်ရပြီးသူမကိုတိုက်ခိုက်ပါတယ်။သူတို့ရေချိုးကန်နဲ့ပြုတ်ကျသည့်အထိထပ်မံတိုက်ခိုက်ကြပြီးစူဇန်ကလိုက်ကာကိုတုံးကအဲလစ်ကိုအသက်ရှူကျက်အောင်လုပ်ပါတယ်။သူမရဲ့မကောင်းဆိုးဝါးဆွမ်းအားကြောင့်မျက်နှာချက်ပေါ်တက်သွားနိုင်ပြီးအဲလစ်ကိုခေါင်းဆွဲထားလိုက်ပါတယ်။အဲလစ်ကမုတ်စိတ်ရိတ်သားကိုလှမ်းယူနိုင်ခဲ့ပြီးစူဇန်လွှတ်ချလိုက်သည့်အထိမျက်နှာကိုလှိဖြတ်လိုက်ပါတယ်။အဲဒီနောက်အဲလစ်ကညှက်ဆက်ကိုပြန်ယူကာဆက်ဖွင့်ပြီးစူဇန်အောက်ကျလာအောင်အကြိမ်ကြိမ်ခုတ်ထုလိုက်ပါတယ်။ခုတော့အဲလစ်ကမျက်နှာချက်အပေါက်ကနေအထက်ခိုးစီသွားနိုင်ခဲ့ပြီးဓားကိုစတင်ရှာဖွေပါတော့တယ်ဂျိုးဆက်ရဲ့အတန်ကအကူအညီပေးမယ်လို့ပြောနေတာကြားရပေမဲ့သူမလစ်လူရှုလိုက်ပါတယ်ဂျိုးဆက်ကအပေါက်ကနေအထက်ခိုးထဲဝင်လာပြီးသူလည်းပူးကတ်ခံထားရကြောင်းအတည်ပြုလိုက်ပါတယ်အဲလစ်ကရှေးဟောင်းပစ္စည်းတွေပြည့်နေတဲ့အိတ်ကိုတွေ့သွားပြီးတွေ့သမျှပထမဆုံးဓားနဲ့ဂျိုးဆက်ကိုထိုးလိုက်ပေမဲ့ဘာမှမဖြစ်ပါဘူးဂျိုးဆက်ကသူမကိုလှောင်ပြောင်နေစဉ်အဲလစ်ကဓားတစ်ချောင်းပြီးတစ်ချောင်းဆန်းကြည့်လိုက်ရာနောက်ဆုံးမှာမှန်ကန်တဲ့ဓားကိုတွေ့သွားပါတယ်ဂျိုးဆက်ရဲ့မျက်လုံးတွေပုံမှန်ပြန်ဖြစ်သွားပြီးတေဆုံးသွားပါတယ်အဲလစ်ကသူ့အလောင်းကိုငုံကြည့်လိုက်စဉ်စူဇန်ကအပေါက်ထဲမှာပေါ်လာတာကြောင့်အဲလစ်ကညှက်ဆက်ကိုယူပြီးသတင်းပေါက်ကနေထွက်ပြေးပါတယ်။ကန်ဆိုးစွာနဲ့ပဲသူမခြေခုပ်လဲပြီးလိမ့်ကျသွားတာကြောင့်ဓားပြုတ်ကျသွားပါတယ်။စူဇန်နဲ့အတကာတို့လိုက်လာစဉ်အဲလစ်ကခေါင်းတိုင်ထဲခုန်ဝင်ပြီးအောက်သို့လိမ့်ဆင်းသွားပါတယ်။မကြခင်မှာစူဇန်လည်းခေါင်းတိုင်ထဲဝင်လာတာကြောင့်အဲလစ်ကစူဇန်ရဲ့ခေါင်းမီးဖိုပေါ်ကျသွားသည့်အထိညှက်ဆက်နဲ့တိုက်ခိုက်လိုက်ပါတယ်။အဲလစ်ကမီးဖိုကိုတုံးပြီးအဲခန်းစီပြန်သွားရာအတကာကနောက်ကလိုက်လာပါတယ်။အဲလစ်တိုက်ခိုက်တဲ့အခါအတကာကဓားသွားကိုတားဆီးပေမဲ့အဲလစ်ကသူ့ကောင်းပွင့်သွားသည့်အထိဆက်လက်တွန်းအားပေးလိုက်ပါတယ်။နောက်တော့သူမကမီးချစ်ကိုထုတ်ယူပြီးကာဘတ်ပေါ်ပစ်ချကမီးစတင်လောင်ကျွမ်းစေပါတယ်။မီးရှံတွေပြန့်နှံ့သွားစဉ်အဲလစ်အပြင်ထွက်သွားပြီးရောက်လာတဲ့ခွေးကိုဓားနဲ့ထိုးကတက်ပစ်လိုက်ပါတယ်။အင်ကြီးဟာဖြည်းဖြည်းချင်းမီးလောင်ကျွမ်းသွားပြီးအလောင်းတွေနဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေကိုဖျက်ဆီးလိုက်ပါတယ်။အဲလစ်ကပြီးသွားပြီလို့ထင်မှတ်ထားပေမဲ့ဝီလီယံရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ထိတ်လန့်သွားပါတယ်။သူ့ရဲ့မီးကျွမ်းနေတဲ့ခန္ဓာကိုယ်ကြီးအိမ်ထဲကထွက်လာပြီးနင့်ကိုငါတက်ခဲ့တင်တာလို့ပြောပါတယ်။သူတို့မင်္ဂလာဆောင်ခဲ့တဲ့ဇရက်စီရောက်တဲ့အခါအဲ့ဒီဇရက်ကိုမီးရှို့လိုက်ပါတယ်။အဲလစ်ကတက်နိုင်သမျှအမြန်ဆုံးပြေးသွားပြီးစောက်လို့ရေးစိုက်ပျိုးကွင်းစီရောက်သွားပါတယ်။ရုံးခန်းကတော့ခတ်ထားပေမဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာဝေါ်ကီတော်ကီတစ်ခုကိုတွေ့ရလို့အကူအညီတောင်းဖို့စ조사ပါတယ်။အဲဒီဆက်ကသူမရဲ့မင်္ဂလာဆောင်တခြင်းကိုစတင်ဖွင့်ပြလိုက်ပြီးဝီလီယံရဲ့အရေးနီးကပ်လာတာကိုအဲလစ်တွေ့ရပါတယ်။ဒါပေမဲ့တခြင်းပြီးသွားတဲ့အခါဝီလီယံပျောက်သွားပါတယ်။ရုတ်တရက်အဲလစ်ဟာခြေထောက်ကနေဆွဲခေါ်ခံလိုက်ရပြီးကျင်းတစ်ခုတည်းပြုတ်ကျသွားရာသူမရဲ့ခြေချင်းဝင်ဟာတန်ချောင်းနဲ့စိုက်ဝင်သွားပါတယ်။ဝီလီယံကကျင်းလေးကိုပိုက်တစ်ခုပစ်ထည့်လိုက်ပြီးပူပြင်းတဲ့ကတ္တရာစိမ့်တွေနဲ့ပြည့်စေပါတယ်။အဲလစ်ကခြေထောက်ကိုနာကျင်စွာဆွဲထုတ်ပြီးထွက်ပြေးဖို့စ조사ပေမဲ့ဝီလီယံကပိတ်ဆို့ထားပါတယ်။ဝီလီယံကဓားကိုတောင်းတဲ့အခါအဲလစ်ကအဲ့ဒီဓားကိုကတ္တရာစိမ့်နဲ့ပစ်ချလိုက်ပါတယ်။ဝီလီယံကဓားကိုပြန်ယူဖို့သူမကိုလွှတ်ပေးလိုက်တာကြောင့်အဲလစ်ကကျိုးချိုကိုဆွဲယူပြီးဂျက်ဟန်မှာရခါမှာဆက်ကိုအောက်သို့လွှတ်ချလိုက်ပါတယ်။ဝီလီယံကဓားကိုစုပ်ကင်လိုက်စဉ်အဲလစ်ကသူ့ကိုဂျက်ဟန်မာနဲ့ထိုးပြီးဆက်ဖွင့်လိုက်ရာသူ့ခန္ဓာကိုအစိတ်စိတ်အမွှားမွှားကြေမွသွားပြီးအပိုင်းအစတွေကတ္တရာစိမ့်နဲ့လှေကားထစ်ကျသွားပါတယ်။အဲဒီနောက်အဲလစ်ထွက်သွားဖို့စ조사ပေမဲ့ဝီလီယံကသူမခြေထောက်ကိုပြန်ဆွဲထားပြန်ပါတယ်။ကံကောင်းစွာနဲ့ပဲသူမဓားကိုလှမ်းယူနိုင်ခဲ့ပြီးသူ့ကိုထိုးတက်လိုက်နိုင်ပါတယ်။သူလုံးဝသေဆုံးသွားတဲ့အခါအဲလစ်ဟာဝီလီယံအစ်စ်ကသူမကိုချစ်တယ်လို့ပြောတဲ့ဗီဇရှင်ကိုမြင်မှတ်လိုက်ရပါတယ်။ဒါပေမဲ့အဲလစ်ကအဲ့ဒါမလုံလောက်ဘူးလို့ပြောပြီးလက်တွေ့စီပြန်ရောက်ကသူ့ကောင်းကိုမညာမတာကြေမွအောင်ရိုက်ပစ်လိုက်ပါတယ်။
အဲဒီနောက်အဲလစ်ကကျင်းထဲကထွက်လာပြီးကားလမ်းမစီရောက်တဲ့အခါစိတ်ဝင်နှန်းတွေကတွေးရှိသွားပါတယ်သူတို့ကဒီလိုဘယ်သူလောက်တာလဲလို့မေးတဲ့အခါသူမကငါလင်ဟောင်းလို့ပဲဖြေလိုက်ပါတယ်တစ်ချိန်တည်းမှာပဲပေါလီဟာကားလမ်းမပေါ်မှာတွားသွားနေပါတယ်စိုးရိမ်နေတဲ့ဒရိုင်ဘာတစ်ယောက်ကသူမကိုစစ်ဆေးဖို့လာတဲ့အခါပေါလီကသူ့ကိုတိုက်ခိုက်လိုက်ပါတော့တယ်ဒါပါပဲဒီလိုဗီဒီယိုမျိုးတွေနောက်ထပ်ကြည့်ချင်ရင် subscribe လုပ်ပြီးအကြောင်းကြားချက်တွေကိုဖွင့်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်